Okay ကြားရနော်ဟုတ်ကြားရပေါ့ Okay ဆိုတော့ကိုတို့ operation system fundamental ပေါ့နော် operation system ဆို OS လို့ကိုတို့ကသုံးတာပေါ့ဟုတ်တယ်မလားကိုတို့ပြောနေတဲ့ဗဇက်ကပြောနေ OS နဲ့ဗဇက်ကနေပြောနေတဲ့ OS ဆိုတာသူ့ရဲ့အခြေခံတော့ operation system မှာအဲ့တော့ operation system မှာလည်းသူအလုပ်လုပ်တဲ့ပုံစံကတော့သူ့ရဲ့ layer လိုက်အလုပ်လုပ်တယ်ဟလားအဲ့တော့ဒါပေမဲ့ layer လိုက်လုပ်တဲ့ဒီပါကျွန်တော်တို့ section ပြနေ computer science ကိုကျွန်တော်တို့အကုန်လုံး detail တွေလိုက်ပြောပြနေရမှာဖြစ်တော့မစင်မပြေတော့ဘူးဟလား computer 0နဲ့1နဲ့ကိုပဲနားလဲတာဟလား machine code တွေကိုပဲသိတာဟလား binary code တွေကိုပဲနားလဲတာတို့ဒါတွေကျွန်တော်တို့ကရှင်းပြလို့မရတော့ဟုတ်တယ်မလားဒါကအကြောင်းမှလည်းသင်ခဲ့ပြီအဲ့တော့ဆိုတော့ OS manage လုပ်တဲ့ဆိုတဲ့နေရာမှာ OS တစ်ခုမှာဆိုရင်ကျွန်တော်ဗာလဲဆိုတော့ OS ကကျွန်တော် computer hardware software resource တွေ provide လုပ်ပေးတယ် platform တွေ running လုပ်ပေးတယ်အကုန်လုံး OS ပေါ်မှာပဲကျွန်တော်တို့အဓိကအခြေခံပြီးတော့ကျွန်တော်တို့ရဲ့ hardware တွေရောဟာလား software တွေရောအကုန်လုံးတွဲပြီးတော့အလုပ်လုပ်တာပေါ့နော်ဒါကတော့ကျွန်တော်တို့နားလည်ထားဖို့လိုပါတယ်အဲ့တော့ OS လို့ပြောတဲ့နေရာမှာနော် OS လို့ပြောတဲ့နေရာမှာအဲ့တော့ core function of the operating system မှာဆိုရင်ဘာတွေပါလဲပေါ့နော် operating system ရဲ့ functionality မှာအဓိကအားဖြင့်ဘာတွေပါလဲဆိုရင် hardware system interface ပါပါတယ် hardware နဲ့ software interface ပါပါတယ်အဲ့တော့ဒီ OS နဲ့ကျွန်တော်တို့ရဲ့ဒီ OS နဲ့ကျွန်တော်တို့ရဲ့ဒီကြားထဲမှာ computer hardware ကြားထဲမှာဆိုရင်ကျွန်တော်ဘာရှိလဲဆိုကျွန်တော်တို့ချိတ်ဆက်နေမှုတွေလုပ်ပေးရရှိရလေဟုတ်တယ်မလားhardware တစ်ခုနဲ့တစ်ခုနဲ့ချိတ်ဖို့အတွက်ဆိုရင်လည်းဘာကြီးလို့လဲသူ့မှာပင်လေးတွေတွဲပေးရမျိုးရှိရဟုတ်တယ်မလားအဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့သူ့မှာ resource management တွေလည်းရှိပါတယ် process management တွေလည်းရှိပါတယ်နောက်တစ်ခုကတော့ memory management တွေ file system management တွေ IO ဆိုတာဘာလဲ input output management တွေရှိရယ် user interface တွေရှိပါတယ်အဲ user interface ဆိုတဲ့နေရာမှာညီကြားဘူးမလားတော့မသိဘူး GUI နဲ့ CLI ဆိုပြီး꿰တာမျိုးရှိရလေ right ဟုတ်ပြီနော် GUI ကျတော့ graphic user interface ကိုပြောပြီးတော့ CLI နဲ့ command line user command line interface ကိုပြောတာအဲ့တော့ command line interface လို့ပြောတဲ့နေရာမှာကိုတို့သူကဘာမှမြင်ရမှာမဟုတ်တည်မလားညီအကို credential ပေးလိုက်တယ်လို့ပဲညီကဘာလုပ်မလဲ SSH နဲ့ login လမ်းဝင်ပြီးအဲ့ server ကြီးညီသုံးရမှာပဲဒါပေမဲ့ GUI နဲ့အဲ့ဒီ server ကိုသုံးမယ်ဆိုရင်ဘာဖြစ်လဲဆိုတော့ညီရဲ့ computer laptop ကိုသုံး computer ကိုသုံးနေရဆိုပဲ GUI မှာမြင်ရမယ် click နဲ့ like ပြီးတော့ click နှုတ်ပြီးတော့သွားလို့ရမယ်ပေါ့နော်ဒါအလွယ်ကူဆုံးနဲ့ရိုးရှင်းဆုံးပြောပြပေးတာပေါ့အဲ့တော့ key component အနေနဲ့ဆိုရင်သူကဘာလဲဆိုရင်ဒီ OS မှာဆိုရင်သူက kernel ပါတယ် system cell တွေပါတယ် system core တွေပါတယ်ပြီးရင်ဘာလဲဆိုတော့ device driver တွေပါပါတယ်အဲ့တော့ Windows မှာဆိုရင်ကြုံတက်ရတယ်ဟုတ်တယ်မလားဘာလဲဆိုရင် Windows မှာဆိုရင် OS စတင်နေခြင်းမှာအတန်မလာတာတို့ Bluetooth ချိန်မရတာတို့ဟုတ်လားဒီလိုမျိုးပြဿနာဖြစ်တယ် right အဲ့ဆိုကျွန်တော်ဘာလုပ်ဖို့လဲ driver update လုပ်ပေးရတာတို့ driver install လုပ်ပေးရတာမျိုးဖြစ်တတ်တယ် right ဟုတ်တယ်မလားအဲ့တော့တစ်ခါကျရင် issue တွေတက်တဲ့ငကြက်လည်းထိုးထားရတဲ့နဲ့ငကြက်ကလည်းလာနေတယ် speaker လည်းလာနေတယ်ဆိုတဲ့အနေအထားမျိုးဖြစ်တတ်တယ်ဒါပေမဲ့ driver update လုပ်ပေးရတာမျိုးရှိရလေဟုတ်ပြီနော်အဲ့ဒါတွေကျွန်တော်နားလည်ဖို့လိုတယ်ဒါကတော့ driver လို့ပြောတဲ့နေရာမှာကျွန်တော် driver လို့ပြောတဲ့နေရာမှာတချို့နေရာမှာကျတော့ package ပြောင်းသွားမျိုးရှိတယ် package ပြောင်းသွားတဲ့နေရာဘယ်နေရာလဲဆိုရင်သူက Linux မှာတော့ package ပြောင်းသွားတယ်ဒါပေမဲ့ Mac မှာတော့အဲ့ပြဿနာမရှိဘူးသို့တော့ Mac မှာလည်းသူ့အနေနဲ့သူတော့ software တွေကို update လုပ်ပေးရတာမျိုးရှိတယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာတော့ OS မှာဆိုရင်တော့အရင်နေ့ဆုံးပြောရရင်တော့ Android ရှိမယ် Linux ရှိမယ်ဟုတ်ပြီနော်ပြီးရင်တော့ဘာရှိမလဲဆိုတော့ Mac ရှိမယ် Windows ရှိမယ်ဒါကိုကျွန်တော်သိထားဖို့လိုပါတယ်အဲ့တော့ Linux Essential for system administration အနေနဲ့ဆိုရင်တော့ကျွန်တော်တို့ Linux Essential ဆိုလို့ပြောတဲ့နေရာမှာကျွန်တော်တို့က command line navigation တွေဖြစ်တဲ့ file system တွေ user management တွေနော်package installation တွေ networking တွေ SSH DNS တို့ scripting တို့ security နဲ့တက်တဲ့ဟာမျိုးတွေ monitoring ဆိုတော့ export တို့ troubleshooting တွေဒါဒီလိုမျိုးကျွန်တော်တို့ကဒါလုပ်မှာပေါ့နော်အဲ့တော့ဒီဟာလေးတွေကိုကျွန်တော်တို့ကဒါ Linux နဲ့ပတ်သက်တဲ့ essential ကိုတော့ကျွန်တော်တို့ကဒါအများကြီးပြောမနေတော့ဘူးအဲ့တော့ဒီနေရာမှာကျွန်တော်တို့ကLinux ဘိုင်းကိုကျွန်တော်တို့ကသွားတိပြောင်လုပ်မယ်တက်အောင်လုပ်တော့မယ်လေးလာတော့မယ်ဆိုကျွန်တော်တို့ကသူ့ရဲ့ core skill တွေကို knowledge အနေနဲ့သိထားဖို့လိုပါတယ်အဲ့တော့ command line နဲ့ပတ်သက်တာဆိုရင်ကျွန်တော် master essential command တွေဆိုရင်ကျွန်တော်ဘာရှိလဲဆိုရင် navigation တွေမှာဆိုရင် cd တို့ file operation တွေဟာလား view content တွေဒါတွေသိဖို့လိုတယ် file system management မှာဆို understanding ဖြစ်တာ file system ရဲ့ history တွေ standard တွေကိုကြည့်တာမျိုးတွေ management disk တွေ manage လုပ်တာတွေ configure လုပ်တဲ့ဟာမျိုးကျွန်တော်သိဖို့လိုတယ်ပြီးရင်တော့ user permission management လုပ်တာမျိုးသိဖို့လိုတယ်အဲ့တော့ user permission manage လုပ်တာတွေနောက်ပိုင်းမှာကျွန်တော်ဆက်ပြီးရှင်းပြပေးသားမယ်ဒါပေမဲ့ဟိုကကျွန်တော်ဒီ power မှာယဉ်ကြည့်ပြပြတာပဲမယ်နော် networking မှာဆိုရင်လည်း networking troubleshoot လုပ်တာတွေဒါ network service တွေ DNS တို့ DHCP တို့ SSH တို့ဒါသိဖို့လိုတယ် package management တွေမှာဆိုရင်လည်းဒါအညီကိုပြောတယ် APT တွေရန်တွေရှိတယ်ဟုတ်လား DNF တွေရှိရဲအများကြီးပဲဒီမှာရှိရဲအဲ့တော့ backend recovery တွေရှိအောင်မယ်အဲ့တော့ဆိုပါစို့အကိုတို့ကဒီညမှာဆိုရင် core concept နဲ့ scale အဲ့တော့ဒါတွေက scale လုပ်မယ်ဒါတွေလည်း scale လုပ်မယ် scale လုပ်ပါမယ်ဒါဟိုလောလောဆယ်တော့ဒီဟာဒီကတော့ scale လုပ်သွားတဲ့အထဲမှာပါလိမ့်မယ်file permission တွေ user group manage လုပ်တာတွေကိုလည်းကိုတို့ skill လုပ်သွားပါမယ်ဒီဟာတွေကကိုတို့Linux ကိုဒီတိုက်ကြီးသွားမှာပဲကိုတို့ကသွားတော့မှာဒီမှာတော့ networking နဲ့ပတ်သက်တဲ့ဟာမျိုးတွေကိုတို့စပြီးလာမယ်ဆိုပေမဲ့ဒီနေ့မှာ security business ပါokay ခဏလေးနော်အဲ့တော့ဒီနေရာမှာကိုကအကုန်လုံး skill လုပ်ပြီးသွားတော့ဒီနေရာမှာဘာလို့သူစပြီးရှင်းပြကြတာလဲဆိုရင်တော့ web development foundation ကိုကိုတို့အခြေခံအဖြစ်လေးနည်းနည်းလေးပြောပြသွားချင်ပါတယ်အဲ့တော့ဒီတစ်ခါနောက်ဆုံးအနေနဲ့ပထမဆုံးနဲ့နောက်ဆုံးပြောတဲ့ဟာဖြစ်တဲ့အတွက်
ကိုတို့နောက်ထပ်ပြီးတော့ပြတ်မှပဲရှိတော့မှာမဟုတ်ပါဘူးအဲ့ဒီနေရာမှာညီတိရမှာကိုတို့ရဲ့ internet နဲ့ website တွေကြားထဲမှာဘယ်လိုမျိုးအလုပ်လုပ်နေလဲဆိုတဲ့ဟာကိုကိုရီးယားကောင်းကောင်းကြီးသိထားဖို့လိုပါတယ်ထားပြီနော်အဲ့တော့ရိုးရိုးလေးမြင်ကြည့်လိုက်အောင်ကျွန်တော် PPS ရှိပါတယ် PPS နေဘာလို့လဲဆိုတော့ Google ကိုသွားရပဲ glue.com ပေါ့ကွာ google.com ပေါ့ google.com လို့ရိုက်ပြီး google.com နဲ့တက်ဆင်းမှာကွာထားတော့ဒါ youtube.com လို့ရိုက်လိုက်တဲ့အခါမှာ youtube.com ကဒီနေရာဘာဖြစ်လာလဲပေါ်လာတယ်ဟုတ်တယ် youtube.com ပေါ်လာuser တွေရဲ့ form of view မှာဒါပဲမြင်ရတယ်ဟုတ်တယ်မလားအဲ့လိုပြောတာ right သူကနောက်ခွဲမှာဘယ်လိုလုံးနေလဲသူတို့စိတ်ဝင်စားဘူးလေ normal user တွေအနေနဲ့ဟုတ်တယ်မလားမင်းကြိုက်တယ်လို့လုံးငါသုံးလို့ငါလိုချင်တဲ့ data ရလာပြီဆိုရင်ကျင်းနေပြီဟုတ်တယ်မလားကိုပြောတာ right မင်းကဘယ်အထိပဲသွားရှာနေဘယ်ကဘာအထိပဲသွားရှာနေစိတ်ဝင်စား just normal user အတွက်ဆို that's right လုံးဝမှန်တယ်ဒါမှန်တယ်ဒါပေမဲ့ developer တွေ software engineer တွေ cloud engineer တွေအတွက်တော့ဒါကတော့မလွယ်ကူတော့ပါဘူးအဲ့တော့ဒီနေရာမှာဆိုရင်တော့ဘာလုပ်လဲဆိုတော့လူကနေ click ဆိုပြီးတော့ဘာလုပ်လဲ Google ကနေ HTTP နဲ့ request လုပ်လိုက်တယ် HTTP request လို့ပြောလိုက်ပြီဆိုတာနဲ့ဘာကိုသိရမလဲ Hypertext Transfer Protocol ဆိုတော့ကိုယ်ကသိရမယ်ဟုတ်ပြီနော်သိရမယ်ဟောသူဒီ click နှိပ်တာဘယ်ကနေနှိပ်မှာ browser နေနှိပ်မှာလေဟုတ်တယ်မလား right browser နှိပ်လိုက်သူဘာပေါ်လာဒီမှာဆိုတန်းပြီးတော့ပေါ်လာဒီမှာဆို user form ကိုပြောရနေဆိုတန်းကြည့်လိုက်browser တန်းနှိပ်လိုက်တယ် hello world ဆိုတန်းပေါ်လာ yay that's good ဟုတ်တယ်မလားဒါပေမဲ့သူ့ရဲ့နောက်ကွယ်မှာဘယ်လို run နေလဲဆိုရင်တော့သူ click လေးနှိပ်ပြီးရိုက်ခေါ်လိုက်တယ်တော့ဘာလဲဆို HTTP request နေပြီးတော့ web server တော့လှမ်းမြင်သွားပြီးမေးတယ်ဟေ့အောင်ဒီမှာဒီလူကငါ့ကို Google.com ကိုမေးနေတယ်ဒီ Google.com ဆိုတာတကယ်ရောရှိရလားဆိုပြီးတော့ web server ကိုသွားပြီးရှာတာ web server ထဲမှာသိလား web database server ထဲသွားရှာ Google.com ရှိလား Google.com ရှိလား Google.com ရှိလားဆိုပြီးတော့လိုက်ရှာတဲ့နေရာမှာဟေ့အောင်ဒီမှာ Google.com တော့ရှိပြီတွေ့တယ်ငါရဲ့ database ရဲ့ဘယ်နေရာမှာရှိတယ်ဆိုပြီးတော့ပြလိုက်တဲ့နေရာမှာသူကဘာလုပ်လဲဆိုတော့ okay ရှိမင်းငါ့ကိုပြန်ပြီးတော့ဆိုပြီးတော့ဘာလုပ်လဲဆိုတော့ဒီ web server နေသူကဖြတ်ပြီးတော့ဒီဘာလုပ်လဲဆိုတော့ HTTP response နေနဲ့ပြန်လိုက်တယ် request ဆိုတာသူကတောင်းဆိုတာနော် response ဆိုတာပြန်ပေးတာဒါတော့ထွေထူးရှင်းပြနေတာမလို့ right အဲ့တော့ response ပြန်ပေးလိုက်တယ် hello world ဆိုပြီးပေါ်လာ right ဒီမှာ google.com မှာလာပေါ်တယ် google.com ရဲ့ web page ကြာလိုက် okay user အဆင်ပြေသွားပြီဟုတ်တယ်မလားဒါပေမဲ့အကုန်ကပြောသလိုပဲနောက်ကွယ်မှာဘာလုပ်လဲ HTTP request လုပ်တယ် web server နဲ့ဘာလုပ်လဲဒီဘက်ကိုပြန်လာပြီးဘာလို့ HTTP response နေနဲ့ပို့တယ်ဒါဆို generally ဒါအရှင်းလင်းဆုံးဒါပုံမှာဒါပေမဲ့နောက်ပိုင်းမှာတော့အဲ့ဒါနည်းနည်းလေးခက်တာမျိုးလေးလာလိမ့်မယ်ဟုတ်ပြီနော်ဒီ website ကြီးပေါ်ဖို့အတွက်ဘာတွေ run ပေးရတယ်လို့ဟဲ့လား web server ကိုသွားဖို့ web server ပဲ service တွေ run ထားရတယ်လို့ဒါမျိုးတွေနောက်ပိုင်းမှာလာလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့ဒီနေရာမှာဒါလေးတစ်ချက်ကိုဒါလေးကိုနားလည်ထားရဆိုရင်အဆင်ပြေပါရဲ့ဒါညီအဆင်ပြေရမလားနားလည်ရမလား right ဟုတ်ပြီဗျ okay ဟုတ်ပြီအဲ့ဆိုတော့ how internet တွေဘာတွေခဏထားလိုက်အောင်နော်အဲ့တော့ဒီနေရာမှာ DNS logcat တွေဘာတွေရှိမယ်okay ဒါလည်း client side model ကိုတို့ကပုံလေးပဲရှင်းပြမယ် okay ဒီပုံလေးကိုရှင်းပြခြင်းပါတယ်အဲ့တော့ခုနကအကိုတို့က client ကနေခုနပုံလေးနဲ့တော့ similar ဖြစ်တယ်ဆိုပေမဲ့ဒီနေရာလေးကနည်းနည်းလေးရှုပ်သွားတယ်လို့ညီခံစားရလိမ့်မယ်အဲ့တော့ request လုပ်တဲ့ဆိုတဲ့နေရာမှာ HTTP ရဲ့ head တဲ့ bunny.net ကိုတော့ဘာလုပ်လဲဆိုတော့ request လှမ်းတောင်းလိုက်တာ client ကနေပြီးတော့မြှားလေးသွားထားတယ်လေ server လှမ်းပြီး request လုပ်လိုက်တဲ့ခါ server နေပြီးတော့သူက လိုက်စစ်တယ် set cookie session ID 1234ကရှာနေတယ်သူဘာလို့ရှာတယ် bunny.com ကိုသူက bunny.net ကိုရှာနေရှိရလားဆိုပြီးသူလိုက်ရှာတဲ့ခါမှာသူကရှိရဆိုတဲ့နေရာမှာသူကဘာလဲဆိုတော့ HTTP ဆိုပြီးသူပြန်လိုက်တယ် HTTP ဆို Hypertext Transfer Protocol ဒါပေမဲ့အပေါ်က GAN နဲ့သွားတဲ့နေရာမှာသူကဘာနဲ့သွားတယ် HTTP Hypertext Transfer Protocol secure နဲ့သူကသွားထားတာဟုတ်ပြီနော်အဲ့တော့ပြန်လာတဲ့ခါမှာ HTTP status 200နဲ့ပြန်လာ status 200လို့ပြောရရင် status 200 okay ကြာသူက okay ကြာ status 200 okay လို့ကျွန်တော်သတ်မှတ်ထားတယ်သူကပြန်လာတဲ့ခါသူကပြန်လာတယ်သူကဘာပြောလဲ status 200 okay လို့သူပြောတယ်ပြောတဲ့ခါမှာbunny.net နဲ့ request 3ဆိုရင်သူပြန်လာ HTTP bunny.net HTTPS 1.1 နဲ့သူသွားတဲ့ခါမှာ server session cookie နဲ့သူထပ်ပို့တယ်သွားပြန်လုပ်နေတာအကိုပြောသေးလားအကိုတို့ data တွေကိုရှာဖွေနေတယ်မြတ်သူကအသွားပြန် data တွေလုပ်နေဆိုပါတော့အကိုတို့ကကွာဒီမှာသွားလိုက်တယ်အကိုက google.com လို့ရိုက်ရှာလိုက်တယ်သူကဘာလုပ်လဲဆိုတော့ဒီအချိန်မှာသူကနောက်က server ကိုသွားရှာနေပြီရှိလို့သူကထုတ်ပေးလိုက်တယ်ထုတ်ပေးလိုက်တဲ့ခါမှာကိုကဘာထပ်လုပ်လဲဆိုတော့ထပ်ရှာတယ်ဟုတ်ပြီနော်ထပ်ရှာလိုက်တယ်ဘာထပ်ရှာလဲဆိုရင်ဆိုပါတော့ Mr. Coach ပေါ့ဒီမှာ OS ဆိုပြီးကိုရှာလိုက်မယ်ဒီမှာဆိုသူပေါ်လာတယ်ဒါဆိုရင်ရှိတယ်ပေါ့ဒါရှိတယ်ဆိုရင်သူဒီမှာဆိုရင် AI တောင်သိရ right ဒီမှာဆိုရင်ဒါဆိုရင်ကျွန်တော်ရဲ့ဒါ GitHub account များပြင်မှာ GitHub account မှာဆိုရင်ဒါကျွန်တော်ရဲ့ undefined တွေသူကရှင်းပြတယ် offensive security engineer ဘာညာသူရှင်းပြတယ်ဒါသူရဲ့ database ထဲမှာရှိလို့သူပြရလေဟုတ်တယ်မလား right မရှိသူမပြလို့မရဘူးဟုတ်ပြီနော်ဒါကိုကျွန်တော်တို့ကဘာလုပ်လို့လဲဆိုတော့နားလည်ထားဖို့လိုပါတယ်အဲ့တော့ဒါကဒီပုံစံကိုက generally ဘာလုပ်ပါလဲဆိုတော့ရှင်းပြပြီးသွားတာပါအဲ့တော့နောက်တဲ့အနေနဲ့ထပ်ပြီးရှင်းပြချင်တာလေးရှိပါသေးတယ်အဲ့တော့ HTTP နဲ့ HTTPS နဲ့ပါကွာလေတဲ့ဟုတ်ပြီနော်အဲ့ HTTP ဘက်ကကြောင့် Hypertext Transfer Protocol လို့ခေါ်ပြီးတော့ဟုတ်ပြီနော်ဟုတ်တယ် Transfer Protocol လို့ခေါ်ပြီး HTTPS ကကြောင့် Hypertext Transfer Protocol ကို secure နဲ့သွားတာပါနော်ဒီຢာတွေကတော့နောက်ပိုင်းမှာကိုတို့တဖြည်းဖြည်းရှင်းပြပြဒီနေရာမှာပေါ့ what security for what security visit security for what developer ဒါပေမဲ့လိုပါသေးတယ်ဒါတွေမရှင်းပြခြင်းသေးဘူးနော်ဝေးလို့သေးရဆိုတော့အဲ့တော့
web developer အနေနဲ့ဒီနေရာမှာအခုရှင်းပြနေတာတစ်ခုကြံနေပါတယ် introduction to web development ဖြစ်တဲ့ web development လို့ပြောလိုက်ပြီးဆို web development front end back end နှစ်ခုလုံးရှိရဆိုတော့ညီတီးပြီးသားလေးဖြစ်မှာပါအဲ့တော့ front end ဘိုင်းကကျတော့ UI ဘိုင်းကိုရေးတယ် UI implementation ဘိုင်းကိုရေးတယ် back end ဘိုင်းကတော့ database နဲ့ business logic တွေဘိုင်းကိုရေးတယ်ဟုတ်ပြီနော်သူတို့နှစ်ခုပေါင်းပြီးတော့သူတို့နှစ်ခုလုံး end to end feature အကုန်ရေးနိုင်တယ်ဆိုရင်တော့ကျွန်တော်တို့ဘာလို့ခေါ်လဲဆိုတော့သူ့ကိုကျွန်တော်တို့က full stack software engineer လို့ခေါ်ပါတယ် full stack developer လို့လည်းခေါ်လို့ full stack software engineer လို့လည်းခေါ်ကြတယ်မျိုးရှိပါတယ်အဲကျွန်တော်တို့အနေနဲ့ကဒီ developer တွေတယောက်နဲ့တယောက်ကသူတို့လုပ်တဲ့ role တွေကတူမှာတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကအများကြီး role တွေ꿰တာရှိတယ် UI UX designer ရှိရယ် front developer ရှိရယ် back end developer ရှိတယ် DevOps engineer ရှိရယ်မျိုးရှိရယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကိုသိတာမှာဆို web development foundation မှာဘာတွေပါလဲဘယ်လိုမျိုး language တွေကိုလေ့လာရဲဆိုတဲ့ဟာကျွန်တော်ရှင်းပြပေးသားပါမယ်အဲ့တော့ဒီဟာတွေဒီ2024လောက်ကဟာတွေဖြစ်တဲ့အတွက် up to date မဖြစ်တာမျိုးရှိလာနိုင်တယ်ဆိုရင်တော့နားလည်ပေးပါဒါပေမဲ့ update တွေကတော့တိတ်ပြီးတော့꿰ရတာမျိုးတော့ရှိမှာမဟုတ်ဘူးအဲ့တော့ web development ကိုက web DEV foundation လို့ပဲကိုကရေးလိုက်ပါမယ်မှားပြန်ပါသေး။ Okay ဆိုတော့အဲ့ဒီမှာကျွန်တော်က fan ပိုင်းရှိပါတယ်။ fan ကိုကျွန်တော်ဘယ်လိုခေါ်လဲ FM လို့ကျွန်တော်ရေးလိုက်ပါမယ်။ backend ဆိုတာ BN လို့ကျွန်တော်ရေးလိုက်ပါမယ်။ဟုတ်ပြီနော်။အတူချုံးလေးကျွန်တော်အရှည်ရေးနေရမှာဆိုလို့အဲ့တော့ fan ပိုင်းမှာဆိုရင်ကျွန်တော် form ပိုင်းမှာဆိုရင်ကျွန်တော်ဗာရေးမလဲဆိုရင်တော့ဟုတ်ပြီနော်။ဒီနေရာမှာရေးရဟာ तू ကဘာလဲဆိုတော့ဒီနေရာမှာ तू ကအပေါ်ဆုံးမှာသူ့နေရာမှာဘာရှိလဲဆို UI UX designer ဆိုတာရှိသေးတယ်။အဲ့တော့ UI UX designer အနေနဲ့ तू ကဘာလေးလာဆို Figma ကိုလေးလာတယ်။ဟုတ်ပြီနော်။ Figma တွေ color အကြောင်းတွေပြီး font အကြောင်းတွေသူ့တော့ font လို့မသုံးအဲ့မှာသူတို့ font လို့သုံးရင်မကြိုက်သူ typography လို့ပါလို့သုံးကြအများဟုတ်ပြီနော်အဲဒီလိုမျိုးသုံးတယ်တော့ထားလိုက်တော့ तू ကအဲ့ပိုင်းနေပြီး Figma တွေ color တွေဒီ color theory တွေ font design တွေဟဲ့လားမှာ typography တွေတည်ရမယ် UI UX အသွင်ပြင်တွေ theory အများကြီးလေ့လာတယ်ထားပါတော့သူတို့ကတခြား theory လေ့လာတယ်ကျွန်တော်တို့စိတ်ဝင်စားfan ပိုင်းမှာဆိုရင်ကျွန်တော်ဘာလို့လဲဆိုအခြေခံအပြင် HTML လေ့လာတယ် hypertext markup language လို့ခေါ်တယ် CSS Catalyst line ရှိလို့ခေါ်တဲ့ဟာကိုလေ့လာတယ်ပြီးတော့ JavaScript JavaScript ကိုကျွန်တော်တို့ဘယ်လိုခေါ်လဲဆိုတော့ तू က web behavior တွေ control လုပ်ဖို့သုံးပါတယ်အဲ့တော့ဒီဟာတွေကို तू က fan ပိုင်းမှာအခြေခံ physically तू ကသင်ပြီးသွားရင်တော့ तू ကဘာလို့သင်လဲဆို BOD STRAP booster ကိုသင်ပါတယ် booster နဲ့တူတူဘာကိုတွဲသင်လဲဆိုတော့ SCSS ဆိုတဲ့ဟာကိုတွဲသင်ပါတယ်ဟိုနောက်ပိုင်းမှာတော့ TAWIN win ဆိုတဲ့ twin win ဆိုတဲ့ဟာကိုလည်းသင်ပါတယ်ဒါပေမဲ့ slow motion ပုံလေးမှရင် sorry ပါ twin CSS ကိုလည်း तू ကသင်ပြီးပါတယ်သင်ပြီးသွားရင်တော့ तू ကဘာလို့သုံးလဲဆိုရင်တော့ကျွန်တော်တို့ကဒီနေရာမှာview ကိုသင်တာမျိုးရှိတယ်တချို့ကじゃ view ဆိုတဲ့ဟာကိုသင်တယ်ဒါပေမဲ့ကျွန်တော်တို့သင်တဲ့ညမှာကျွန်တော်တို့ဘာကိုသင်လဲဆိုရင်ကျွန်တော်တို့က Tailwind CSS ကိုကျွန်တော်ဒီမှာဖြုတ်ချပြီးကျွန်တော်တို့ဘာကိုသင်လဲဆိုရင် JavaScript ES ကိုသင်ပါတယ်ပြောရမယ်ဆိုရင်တော့ကျွန်တော် advanced level ရောက်သွားပြီ JavaScript OOP ကိုကျွန်တော်သင်ပါတယ် OOP ဆို Object Oriented Programming Language ကိုပြောတာပါဒီအားကိုသင်ပါတယ်ပြီးတော့ကျွန်တော်တို့ဘာကိုသင်လဲဆိုရင်ကျွန်တော်တို့ React သင်တယ်ပြီးတော့ကျွန်တော်တို့ React Native ပါReact နဲ့ React Native ပါကွာလဲဆိုတော့ React ကကြာ web application တွေ only ပဲရေးလို့ရမယ်ဒါပေမဲ့ React Native ကကြာတော့ cross platform ကိုသုံးလို့ရမယ်မင်းထားပါတော့ဘာသုံးကျင်လဲဘာရေးကျင်လဲ iOS ရေးကျင်လား Android ရေးကျင်လားဘယ်ဟာရေးမလဲဘာလာအကုန်တောင်းတယ်သူအကုန်ရေးလို့ရပါတယ်ဟုတ်ပြီနော်သူကတော့အဲ့ဒါကြီးအကုန်သုံးပါတယ်အဲ့တော့ဒါကတော့ဒီနေရာမှာရက်သွားလာဆိုတော့မရက်တော့ပါဘူးနောက်ပိုင်းမှာတော့ Next.js တွေရှိတယ် Next.js တွေရှိပါတယ် Next.js တွေကိုထပ်ပြီးသုံးလာတာမျိုးရှိပါတယ်ဒါတော့2024 update မှာပါအဲ့ backend ပိုင်းမှာဆိုရင်တော့တချို့ကကြောက်ဘာသုံးလဲဆိုတော့ PHP Laravel ကိုသုံးကြတာများပါတယ်ဒါပေမဲ့ဒီနေရာမှာ database ပိုင်းပါပါတယ် database ပိုင်းမှာဆိုရင်တော့ကျွန်တော်တို့ခုနကပြောသွားတဲ့အတိုင်းပဲသူကတော့ MySQL သုံးရင်သုံးမသုံးရင် SQL သုံးမသုံးရင် PURST SQL ဆိုသုံးတာသုံးအဲ့တဲ့တစ်ခုခုကိုသူတို့သုံးပါပါပဲအဲ့တော့ဒီလုံးတွေကတစ်ခုခုကိုကျွန်တော် MySQL လိုဟာမျိုး SQL ဆိုဟာမျိုးတည်ထားရဆိုရင်တော့အဆင်ပြေပါပြီအဲ့တော့ PHP လာပဲသုံးတယ်နောက်ပိုင်းမှာ database ပိုင်းမှာသူတို့ကထပ်သုံးလာတာဘာရှိလဲဆိုရင်တော့ SUPA BSPS ဆိုတဲ့ဟာမျိုးရှိပါတယ်သူကတော့ super base backend မလို့ပဲနဲ့ကျွန်တော်က API key တွေနဲ့ပဲလမ်းချိတ်ပြီးတော့သုံးလို့ရတဲ့ဟာမျိုးပါPHP လာပဲသုံးပါတယ်နောက်ပိုင်းမှာတော့ MEST Net.js လိုဟာမျိုးတွေသုံးလာပါတယ်သူကတော့ဘာလုပ်မှလဲဆိုတော့ဒီ backend ပိုင်းကတော့ကျွန်တော် logic တွေကိုရေးတာဖြစ်တဲ့အတွက်သူကဒီ language တွေအဖြစ်သူကဒီonly logic တွေပဲရေးရပါတော့ UI ကိုမမြင်ရဘဲနဲ့သူက logic တွေ only ပဲသူကရေးရတာပါဟုတ်ပြီနော်အဲ့တော့ API နဲ့ကျွန်တော်ပြောနေတဲ့ဟာကိုကြားပါလိမ့်မယ် API ဆိုတာဘာလို့ထင်လဲ API application programming interface လို့ခေါ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေရာမှာသူက API နဲ့ပြီးတော့ JSON data ပြန်လာလဲရှိတယ် raw အနေနဲ့ပြန်လာမျိုးလဲရှိတယ်ဒါပေမဲ့ something တစ်ခုခုအနေနဲ့သူပြန်မှာပေါ့နော်အဲ့တော့ကျွန်တော်တို့က file နဲ့ backend ကြမှာသူ API နဲ့ချိန်ပြီးတော့လုပ်ပါတယ်ဟုတ်ပြီနော်ဒီဟာကတော့ကျွန်တော်တို့ web development foundation မှာဒါနားလည်ထားမယ့်ဟာတွေပါအဲ့တော့ဒီနေရာမှာညီနေနဲ့ HTML CSS JavaScript တွေတော့ကိုကတော့ပြန်သင်ဖို့လည်းမလိုဘူးလေဟုတ်တယ်မလားအကိုတို့ကသွားမှဒီဟာတွေမှမဟုတ်တာဒါပေမဲ့အကိုတို့နေရာနဲ့ဒါတွေကိုနားလည်ထားဖို့တော့လိုတယ်ဒါလေးတွေရှိတယ်ဆိုတာသိရင်ရပြီပေါ့ငါကြီးဟာဟုတ်ပြီနော် Okay ဆိုတော့အကိုတို့ဆက်သွားအောင်
ဆက်သွားအောင်ဆိုတဲ့နေရာမှာကိုကဒီ internet နဲ့ပတ်သက်ပြီးတည်သွားပြီဆိုရင်ကိုကဒါပဲတည်လို့ရပြီလားဆိုမရဘူးဒီမှာတစ်ခုကြည့်လိုက်မယ် fan ပိုင်းကဟုတ်တယ်မလား fan ပိုင်းကသူကဘာဖြစ်လဲလှလှပပလေးရှိရဆိုမှ backend ပိုင်းမှာတော့သူကတည်ရမလားတရှုပ်လို့မရအောင်ဆရာကြီးပဲ backend ပိုင်းကိုရေးလူတွေကဆရာကြီးပဲအဲ့တော့သူတို့မှာ logic တွေကိုပဲအဓိကရေးရတယ်0110တွေကိုပဲမြင်နေရတယ်လို့ပဲရေးရတာနော်အပြင်ပိုင်းမှာတော့လှလှပပလေးရှိနေဆိုမှအထဲထဲမှာတော့ရှုပ်ရှက်ခက်နေအောင်သူတို့ကြီးလောက်ရပါတယ်နော်ဆိုရတယ်ဘာလို့မှိန်နေရလဲမသိဘူး okay ဒီမှာ major cloud computer ဆိုတော့cloud computing ပေါ့နော် cloud provider ပေါ့အဲ့တော့ cloud provider ဆိုတော့ဒီနေရာမှာကိုပေါ်မှာကြံနေခဲ့တာရှိရတယ်လားတကယ်တော့အဲ့ဒါကိုမပြီးသေးတယ်ဆိုတော့ထားပါတော့အဲ့တော့နေရာမှာကိုတော့ Amazon AWS ခေါ်တဲ့ AWS ခေါ်တဲ့ Amazon web service အကြောင်းကိုတော့ဒီမှာသိထားဖို့လိုပါတယ်အဲ့ဒီနေ့ကတော့ကိုတို့က trade to တော့မရှင်းပြတော့ဘူးနောက်ရက်တွေကျရင်တော့ကိုတို့ကဒီနီးကိုအခုတင်ထားတဲ့အထီကိုကိုကပြန်လုပ်မှလဲဆိုပြန်ပြီးမှာပါဟုတ်ပြီနော်အခုညီကခုနပြောတဲ့အထဲမှာဘာလဲဆိုရင်ကိုတို့ဒါဒီ internet port တွေအကြောင်းသိရမယ်ဟလား service တွေအကြောင်းသိရမယ်ဒါတွေသိရမယ်အဲ့တော့ကိုတို့ကစပြီးလေ့လာဒီ PowerPoint ပိုင်းကပြီးပြီ major cloud provider ဆိုတာဒါ introduction to AWS Amazon web service ကိုပဲလာသေးတယ်ဒါပေမဲ့အခုတို့ဂျားထဲမှာလေ့လာဖို့လိုသွားတဲ့ဟာတွေအများကြီးရှိနေပြီဟုတ်ပြီနော်အဲ့နောက်ထပ်စပြီးလေ့လာမယ့်ဟာတွေကဘာလဲဆိုရင်တော့အခုတို့ရဲ့ဒီဘက်က browser ကိုသွားမယ်ပြီးတော့ကိုယ့်ရဲ့ GitHub ကိုသွားလိုက်မယ်Lilian ဆိုတဲ့တဲမှာ cloud node ကိုသွားပါတခြား node တွေနဲ့ရောနေမှာဆိုလို့လေနော်အဲ့တော့ဘာလေ့လာရတော့မလဲ operating system တွေကိုပြန်ပြီးစပြီးလောက်ရတော့မယ် operating system ကြီးပြီးပြီလားလောက်တာလေ့လာတာ operating system လေးဟိုဟာ Linux ကိုလေ့လာတာပြီးပြီလား command line တွေပြန်စမ်းကြည့်ပြီးပြီလားတော့ပါပဲပြီးရတာ okay အဲ့ဆိုရင်အကိုဒီနေ့ကိုဒီလောက်နဲ့ပဲရက်လိုက်မယ်ပြီးတော့ညီအနေနဲ့ဘာလုပ်ပြရမလဲဆိုတော့အဲ့ command အဲ့ operating system နဲ့ပတ်သက်ပြီးတော့ Linux ကိုပြီးပြီဆိုရင်အကိုပြောပါအကိုကကျွန်တော်ဒီနေ့လည်းပြန်တော့ကျွန်တော်ပြီးအောင်လုပ်ထားမယ်ဗျာ okay ဟုတ်ပြီညီပြီးပြီမပြီးပြီအကိုကဘာဖြစ်မှာလဲဆိုတော့ revision ပြန်တဲ့အနေနဲ့အဲ့ဒါတွေအကုန်လုံးအမြန် comment တွေပြန်ပြီးတော့သုံးပြပေးသွားပါမယ်ဟုတ်ပြီနော်ညီတီးပြီးသားဖြစ်ပြီးတော့အရင်တော့ထွေထူးဟိုရှင်းပြနေကြလို့တော့မဟုတ်ဘူးအဲ့တော့ file permission တွေ user management တွေပါထပ်ပြီးတော့တိုးလာတာမျိုးရှိလာမှာဖြစ်တဲ့အတွက်အဲ့ဒါတွေသွားမယ်ပြီးရင်တော့ networking တွေ programming language တွေနဲ့ version control တွေပါမနေ့ဖြတ်ညရင်အခုမနေ့ဖြတ်ညရင် networking ရဲ့ programming language ရဲ့ version control တွေအကုန်ဖြတ်ပါမယ်ဟုတ်ကဲ့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဒီrevision ပြန်တာအကုန်ပြီးမနေ့ဖြတ်ဆိုမနေ့ပြန်ဆိုအကုန်ပြီးပြီမနေ့ပြန်ဆိုရင်တော့ကျွန်တော်တို့ revision ပြန်ပြီးတာနဲ့ networking ရဲ့ programming ရဲ့ version control ရဲ့အခုတို့အဲ့၃ပိုင်းကိုဖြတ်ပါမယ်ဟုတ်ပြီနော်ဟုတ်ကဲ့အဲ့၃ပိုင်းဖြတ်တာလည်းတစ်ပတ်လောက်ကြာမှာအဲ့ဒါမနေ့ပြန်ညစပြီးဖြတ်မှာမနေ့ပြန်ညစပြီးတော့လုပ်မှာအောင်နော်အဲ့တော့ okay ပါအဲ့တော့ဒီနေ့တော့ train to မရှိတော့ပါဘူးဒီလောက်ပဲညီအကိုပြောသွားတဲ့အချိန်မှာညီမရှင်းတာနားမလဲတာမသိတာမျိုးရှိရင်အကိုပြန်မေးလို့ရပါတယ်အခုကတော့ကို recording ကို patch လုပ်လိုက်ပါမယ်နော်